မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့ရက်နေ့အတွက်မနက်စာပေါ့နော်ကျွန်တော် one chain ရထားတာကျွန်တော်ဒီနှစ်ခွန် one chain ပေါ့နော် one chain မှာကျတော့ကျွန်တော်ဒီနှစ်ခွန်ပဲကျွန်တော်ပြန်တွေ့တယ်ပေါ့နော်ကျွန်တော်ဒီ one chain နဲ့ကျွန်တော်တို့ကြီးမှာဆိုရင်ကျွန်တော်လည်းကြီးမှာဆိုရင်လည်းပဲကျွန်တော်ဒီတုံညsorry ဗျာဒီခွန်နှစ်တုံညပေါ့နော်ကျွန်တော်ဒီခွန်နှစ်တုံညနဲ့ကျွန်တော်ဒီနှစ်ခွန် one chain ပေါ့နော်ကနာတော့တွတ်တူကြီးဗျာဒီအကွက်တွေကတော့မများပေါ့နော်မိတ်ဆွေမှာကြိုက်ပါပဲကစားဗျာကျွန်တော်တို့ one chain နဲ့တီးကတ်မယ်ဆိုရင်တော့ဒီနှစ်ခွန်နဲ့ပေါ့နော်ခွန်နှစ်နဲ့အဲ့လိုလေးဖြည့်ကုန်တာပေါ့နော်ဒီ90 20အဲ့ဒါပဲရှိတယ်ပေါ့နော်ပြီးကြနှစ်ခွန်တစ်ကွက်ပေါ့အဲ့ဒါလေးပဲရှိပါတယ်ကျွန်တော်ဒီနှစ်ခွန်ရယ်90ရယ်ပြီးကြရင်နှစ်တုံညရယ်ပေါ့နော်ကျွန်တော်ဒီ3ကွက်ပေါ့နော်ပြီးကြအပူက2ကွက်ပေါ့နော်5ကွက်ရှိမှာဗျာဒီအပူကတော့ခွန်နှစ်ပေါ့နော်အပူကြိုက်တဲ့သူများတွေအတွက်တော့အပူလာမလားပေါ့နော်ကျွန်တော်ကြီးနဲ့ one chain တော့နှစ်ခွန်လေးပဲတော့တွေ့ရပေါ့နော်ကျွန်တော်ဒီ blade မှာတောင်မှပဲပေါ့နော်ကျွန်တော် blade ထက်တွေ့တာကြီးကကျွန်တော်လည်းအဲ့ဒီ blade ကလည်းနှစ်ခွန် blade ပေါ့နော် blade တွေလည်းနှစ်ခွန်အကုန်လုံးနှစ်ခွန်နေတဲ့အတွက်ပေါ့နော်ကျွန်တော်ဒီနှစ်တုံညကျွန်တော်တော်တော်ကြိုက်တယ်ပေါ့နော်နှစ်တုံညနဲ့ခွန်တုံညပေါ့နော်အဲ့ဒီ blade နဲ့ရောကောင်းကြီးတဲ့အတွက်ပေါ့နော် blade နဲ့ညီတယ်ကြီးလည်းညီတယ် one chain လည်းညီတယ်ပေါ့နော်လာချင်တယ်ဆိုရင်လည်းပဲကျွန်တော်ဒီနှစ်တုံညနဲ့ခွန်တုံညကို main or ပါကျန်တာကြတော့အရင်ပဲပေါ့နော်ကျန်တာကြတော့အရင်များ blade နဲ့ကတ်ချင်တဲ့သူများပေါ့နော် blade နဲ့ကတ်ချင်တယ်ဆိုရင်ကျွန်တော်အဲ့ဒီပဲပေါ့နော်အဲ့ဒီနှစ်90နဲ့20ပေါ့နော်အဲ့ဒီနှစ်ကွက်ကိုပဲ main or ပေါ့နော် or နှစ်ကွက်ပဲထုတ်ချင်တယ်ဆိုရင်လည်းပဲအဲ့ဒီနှစ်ကွက်ကိုပဲ or ပေါ့နော်ကျွန်တော်ဒီအင်္ဂါနေ့မှာပေါ့နော်အင်္ဂါနေ့မှာကျွန်တော်ဒီနှစ်တစ်ထော်ရတဲ့အတွက်ပေါ့နော်ဒီဟိုမကျော်ပတ်တီပေါ့နော်ဟိုမကျော်ပတ်တီရောဟိုမကျော်အခွေရောဟိုမကျော်မွေတုံကွက်ရောအကုန်လုံးထော်ရခဲ့တယ်ပေါ့နော်ကျွန်တော်ဒီဘုရဟူးနေ့ကနေအပိတ်နေ့အထိကျန်တဲ့3ရက်ပေါ့နော်ကျွန်တော်ဒီ3ရက်ကိုကျွန်တော်ပတ်တီလုံးပြီးကြရင်မွေတုံကွက်ပြီးကြရင်အခွေလေးလုံးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အတစ်ပြန်ရှာပေးမယ်မွေချင်တဲ့သူများမွေပေါ့နော်ကျွန်တော်ကတော့စိုက်ကတော့အပိုင်လဲကျွန်တော်မပြောနိုင်ဘူးပေါ့နော်မိတ်ဆွေတို့ကြိုက်တယ်ဆိုရင်ဒီ pro ပေါ့နော်စိုက်တော့ကျွန်တော်တေးချာလေးကိုရှာထားတယ်ပေါ့နော်ဗီဒီယိုတော့ကျွန်တော်ဒီကျွန်တော်ဗီဒီယိုလုပ်ပြီးတော့ကျွန်တော်တင်ပေးပါမယ်ကျွန်တော်တို့website လေးတည်ချင်တော့ကျွန်တော်ဒီကျွန်တော်ရဲ့ channel TD Clan channel ပေါ့နော်join ပြီးတော့လာကြည့်လို့ရပါတယ်ကျွန်တော် site မှာကျတော့ကျွန်တော် TD Clan channel မှာပဲကျွန်တော်တင်ပေးတယ်ပေါ့နော်ဒီ YouTube မှာကျတော့ကျွန်တော်ဒီစကားတန်လေးနဲ့ပဲကျွန်တော်ပြပေးမယ်ပေါ့နော်ကျွန်တော်လည်းအရင်တော့လိုဗီဒီယိုတွေ website တွေအကုန်လုံးမပြနိုင်တော့ပေါ့နော်ကျွန်တော်ဒီအချိန်လေးမှာအခုမှကျွန်တော်လည်းအလုပ်လုပ်တော့ပေါ့နော် channel လည်းပိတ်ပို့ပြီးဗျာမိရသူများမပိတ်သေးလို့ကျွန်တော်ဗီဒီယိုခဏလေးလာရိုက်တယ်ပေါ့နော်ဒီအလုပ်လုပ်ချင်တဲ့ကျွန်တော်အခုတလောဆိုရင်စနေလောက်မှထွက်ရတယ်ဆိုတော့အလုပ်လုပ်ချင်တာတော်တော်လေးကိုတိုင်ပတ်တယ်ပေါ့နော်တွေ့တဲ့အချိန်လည်းမလိုရကြကျွန်တော်အချိန်လောက်ရှိမရှိတဲ့အတွက်ပေါ့နော်ကျွန်တော် site တွေကကြတော့ကျွန်တော်မပြတော့ဘူးကျွန်တော်ပုံလေးနဲ့ပဲကျွန်တော် TD Clan channel မှာကျွန်တော်ရှင်းပြပေးတယ်ပေါ့နော်ဒီချိန်တဲ့မိတ်ဆွေများကြတော့ကျွန်တော်ဒီ TD Clan channel မှာ join ရပါတယ်ကျွန်တော်ဒီ video ရဲ့ comment မှာကျွန်တော် link ချပေးခဲ့မယ်ပေါ့နော်အဲ့ကနေတဆင့်ကျွန်တော်တို့လာကြည့်လိုက်ဗျာကျွန်တော်အရင်တော့လို့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ခဏနေပို့ပို့တဲ့သူများကြတော့ကျွန်တော်သိရမှာပေါ့နော်ကျွန်တော်ခဏနေပေးတဲ့ဗရန်ပရာတွေမပေးဘူးပေါ့နော်โอเคပါအားလုံးကံကောင်းပါစေဗျာအားလုံးပေါက်ကြပါစေ